Hello, welcome to my channel ပါဒီနေ့ blog လေးကတော့ကျွန်တော်ဟိုချီမင်းစီတီရောက်နေတဲ့အချိန်မှာတနေ့တာတော့တွင်ဘယ်အထင်ကြီးနေရာတွေကိုတွားခဲ့လဲဘယ်လိုမျိုးအစားအသောက်တွေကိုစားခဲ့လဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးကနေပြီးတော့အားလုံးနဲ့တူတူမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူတူ like ခဲ့ပြီးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရခင်ဗျာကျွန်တော်ကမနေ့ကဟိုချီမင်းစီတီကိုရောက်တယ်ပေါ့နော်အဲ့တော့မနေ့ကညကတော့ကျွန်တော်ဟိုတယ်မှာပဲနားလိုက်တယ်ဒီနေ့မနက်မှာပဲကျွန်တော်ရှောက်ပြီးတော့သွားမယ်ရှောက်ပြီးတော့စားမယ်ဘာတွေရှိလဲဆိုတာကို explore လုပ်မှဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်ကဒီနေ့9နာရီခွဲလောက်ကိုဟိုတယ်ကနေပြီးတော့ထွက်လာတယ်အဲ့တော့ဟိုတယ်ကကျွန်တော်က district 1မှာနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ district 1မှာဘယ်လိုမျိုးကောင်းမွန်တဲ့ breakfast ရှိလဲဆိုတာကိုရိုက်ရှာလိုက်တဲ့အချိန်မှာ Vietnamese floor ပေါ့နော်Michelin star ရထားတဲ့ဆိုင်လေးရှိတဲ့အတွက်ကျွန်တော်ရှင်းရှင်းလျှောက်ပြီးတော့သွားစားလိုက်ပါတယ်။ Okay ကျွန်တော်သွားစားတဲ့ဆိုင်လေးကတော့ 4PNM ဖြစ်ပါတယ်။အဲ့တော့ဒီဆိုင်လေးကတော့ Michelin star ကို2023 2024 2025 3နှစ်ဆက်တိုက်အဝတ်ရထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ကင်ကောင်းတာကကျွန်တော်နည်းနည်းစောသွားလို့နဲ့တူတယ်။လူဆောင်စရာမလိုဘူးပေါ့နော်။ရောက်တာနဲ့နေရာရပြီးတော့ကျွန်တော်ဒီ Vietnamese pho လေးကိုကျွန်တော်အရင်ဆုံးမှာလိုက်ပါတယ် beef နဲ့ဖြစ်ပါတယ်သူ့ရဲ့ texture ကအရင်နူးညံ့နေရပဲနောက်တစ်ခုကကြတော့ဒီဆိုင်ကပေါ့နော်ကျွန်တော်ဒီ Vietnamese ပြီးခဲ့တဲ့တစ်ခေါက်လာတော့စားခဲ့တဲ့ဒီ street food တွေနဲ့လုံးဝမတူဘူးstreet food တွေတော့ဒီခောက်ဆွဲကိုကျွန်တော်စားလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီဆိုင်ကညှိနှံ့လည်းမရှိဘူးတော်တော်လေးစားလို့ကောင်းတယ်တော်တော်လေးအဆင်ပြေတယ်ပြီးတော့ကျွန်တော်သူ့မှာဒီ side dish တွေလည်းအများကြီးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တကဒီခောက်ဆွဲနဲ့drinks အနေနဲ့ကတော့နက်နက်တီဖြော်ရည်လေးကိုကျွန်တော် breakfast အနေနဲ့စားခဲ့ပါတယ်ဒီဆိုင်လေးမှာဆော့ဆော့သွားတာကတော့ပိုကောင်းတယ်ဘာလို့လဲဆိုတဲ့အခါတော့ကျွန်တော်ပြန်ထွက်တဲ့အချိန်မှာအရှိမလူတွေကတန်းစီနေရပါပြီပြီးတော့ကျွန်တော်ကဒီ Independent Palace ကိုကျွန်တော်သွားမှဖြစ်ပါတယ်အမှန်တကယ်ကတော့ဆိုင်ကနေပြီးတော့ဒီကိုဆိုရင်20-25မိနစ်လောက်လမ်းလျှောက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့explore လုပ်တာလမ်းလျှောက်ပြီးတော့သွားတယ်ဒီ cycle တွေပါကျွန်တော်တိတ်မသုံးဘူးပေါ့နော်မိုးရွာတာတို့ဘာလို့မှတောင်းကျွန်တော်ကဒီ grab တို့ဘာလို့ခေါ်ရဲအခုကတော့ကျွန်တော်ကလမ်းလျှောက်ပြီးတော့သွားပါတယ်ပြန်နေကတော့တည်တဲ့အတိုင်းပဲဆိုင်ကယ် city ဖြစ်တဲ့အတွက်ဆိုင်ကယ်တွေကတော့လုံးဝကိုရှုပ်ရှက်ခံနေတာပဲဒါပေမဲ့လုံးဝဒီလိုမျိုးပေါ့နော်အရင် city center လိုမျိုးနေရာကလွှဲပြီးတော့ဒီနေရာလေးတွေကတော့ကိုရတာအဆင်ပြေပါတယ်နောက်ဆုံးတော့ကျွန်တော်အခုမိနစ်20လောက်လမ်းလျှောက်ပြီးတဲ့အခါမှာဒီ Independent Palace ကိုရောက်ပါပြီOkay ပထမဆုံးအနေနဲ့ကျွန်တော်တို့ ticket ဝယ်ရပါမယ်အဲ့တော့ဘေးမှာရှိတဲ့ ticket counter မှာ ticket ဝယ်ဖို့လိုအပ်ပါတယ် ticket ကတော့ PNN တောင်4,000ပေးရပါတယ်တဲ့တေကတော့အရင်ကြီးမရှိသေးဘူးပေါ့နော်အကြိုက် queue မလုပ်ရဘူးOkay ဒီတော့ကျွန်တော်တက်ကြွဝင်ပြီးတော့ building ရဲ့ compound ထဲကိုရောက်ပါပြီဒါပေမဲ့လမ်းကြာကြီးရှောက်ပါရတော့ပေါ့နော်နေရလည်းအရင်ပြင်းတော့ခဏလေးထိုင်လာလိုက်ပါမယ်ခဏလေးထိုင်လာပြီးတော့သူများကြီးဓာတ်ပုံနဲ့ထိုင်ကြည့်လိုက်တယ်ပေါ့နော်Okay ခု building စီတော့ပါမယ်အားလုံးမြင်တဲ့အတိုင်းပဲ compound ကတော့အကြီးကြီးပဲပေါ့နော်အဲ့တော့ဒီ building က PNN နိုင်ငံဟိုချီမင်းမြို့ရဲ့ district 1မှာရှိပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ကပြန်လဲပေါင်းစည်းရေးနဲ့တော့ reunification palace လို့လည်းခေါ်ရပေါ့နော်သူက Vietnam history ရဲ့အရေးပါတဲ့ building တစ်ခုဖြစ်တယ်နောက်ပြီးတော့1975ပေါ့နော်သူတို့ April 30 ရက်နေ့မှာ Vietnam စစ်ပွဲပြီးချင်းမှာအထိမ်းအမှတ်ပြုလုပ်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီ building က Vietnam ပြည်သူ့ကပညာရှင်ကိုယ်တိုင်ကဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ဒီမြေအောက်ထပ်ရဲ့ rooftop ပြပါမယ်ဆိုရင်တော့အထက်6ထပ်ပါပါတယ်ဒီ building တစ်ခုလုံးမှာဒါကတော့ကျွန်တော်ဝင်ချင်း first floor လို့ပြောရမှာပေါ့နော်အဲ့တော့ဒီ first floor မှာဆိုရင်တော့သူကတော့ဒီ lobby ပေါ့နော်main hall ရှိတယ်သူမှာကျတော့ဒီသမရာကနေပြီးတော့သူဧည့်သည်တွေလာတဲ့အခါမှာသူလက်ခံတွေ့ဆုံတဲ့ခ
ခန်းမာတွေပေါ့နော်အဲ့တော့ building တစ်ခုလုံးမှာက mostly ကကြတော့သူတို့ဧခန်းနေစားတောက်ခန်းနေအိတ်ဆောင်နေဒါတွေကိုပဲသူတို့ကတော့ display လုပ်ထားတာဖြစ်ပါတယ်ပေါ့နော်ဒီ building တစ်ခုလုံးမှာအဲ့တော့ architecture ကိုဝါသနာပါတဲ့သူတွေဆိုရင်တော့သွားပြီးတော့လေ့လာကြည့်ရှုသင့်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့သူတို့ရဲ့ financial ဒီအကုန်လုံးကအရန်ကို unique ဖြစ်ပြီးတော့အရန်မိုက်တယ်ပေါ့နော်ရှေ့တုန်းကကျွန်းနေနဲ့လောက်ထားတဲ့စပွဲတွေ set တွေကိုကျွန်တော်တို့အများကြီးဒီဇိုင်းပေါင်းစုံကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်ဒါကတော့ conference hall ဖြစ်ပါတယ်ဒီ floor မှာကလည်းဒီ presidential ရဲ့ office တွေတွေ့ရတယ်နောက်တစ်ခုကျတော့ဒီ vice president ရဲ့ office တွေ reception room တွေနောက်တစ်ခုကျတော့ဒီနိုင်ငံခြားသားအမတ်တွေအဲ့တဲ့တွေကိုသူတို့လက်ခံတွေ့ဆုံတဲ့နေရာတွေတန်အမတ်တွေရဲ့ဒီ ambassador တွေရဲ့အခန်းတွေပေါ့နော်ဒါတွေကိုသူတို့က display လုပ်ထားတာဖြစ်ပါတယ်โอเคဒီတတိယတက်မှာဆိုရင်တော့သူတို့ကဘာတွေရှိလဲဆိုရင်စာကြည့်တိုက်တို့နောက်ရုပ်ရှင်ရုံတွေရှိမယ်ဒီပထမသမရကတော့ရဲ့ဒီအခန်းပေါ့နော် first ladies reception room နေရှိမယ်နောက်တစ်ခုကျတော့ဒီ game ခန်းနေရှိရပေါ့နော်ဒီတော့ Independent Palace မှာကျွန်တော် explore လုပ်ပြီးသွားပြီဆိုတော့နောက်တစ်နေရာသွားမှာဖြစ်တယ်နောက်တစ်နေရာက District 3မှာရှိတာပေါ့နော်ဒါပေမဲ့ဒီ District 1ဒီ Independent Palace နဲ့နောက်တစ်နေရာနဲ့က7 minute လောက်ပဲလမ်းလျှောက်ရတာဖြစ်တယ်အဲ့တော့ကျွန်တော်ကလမ်းလျှောက်ပြီးသွားမယ်လမ်းမလျှောက်ခင်မှာကျွန်တော်အရင်ဆုံး coffee ဝင်ပြီးတော့တောက်မှာဖြစ်ပါတယ်နောက်သွားမဲ့တနေရာကတော့ကျွန်တော်က War Remnants Museum ဖြစ်တယ်ပေါ့နော်အဲ့တော့သူကစစ်ပွဲအတွင်းမှာသူတို့ကျွင်းကျန်ခဲ့တဲ့အရာတွေကိုသူတို့ကပြထားတဲ့ပြထိုက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့မသွားခင်မှာကျွန်တော် Google ကနေပြီးတော့ကျွန်တော်ကဒီပြထိုက်အကြောင်းကိုအရင်ဆုံး explore လုပ်ပါဖြစ်ပါတယ် Okay finally ကျွန်တော်ကဒီ museum ကိုရောက်လာပါပြီအရင်ဆုံးကျွန်တော် ticket ဝယ်ဖို့ queue လုပ်ရပါမယ်ဒီမှာကတော့queue နည်းနည်းလေးစောင့်ရတယ်ပြီးရင်အရေးကြီးတာကအခု ticket စက်ကူလေးကိုကျွန်တော်တို့ပျောက်လို့မရဘူးအပြင်ကြရင်သူကပြန်ပြီးတော့ဒါလေးပြပြီးတော့ထွက်ရတာပေါ့နော် QR code လေးနဲ့အဲ့တော့သူ့မှာကဒါကအခုကျွန်တော်မြင်နေရတာကတော့ outdoor area ပေါ့နော်အဲ့တော့ဒီ area မှာဆိုရင်တော့သူတို့စစ်ပွဲအတော်တွင်းမှာဒီ American တပ်တွေအသုံးပြုခဲ့တဲ့တင့်ကားတွေတိုက်လေယာဉ်တွေနောက်ရဟတ်ယာဉ်တွေနဲ့ဘုံတွေစတာဒီစစ်တပ်ကသုံးခဲ့တဲ့လက်နက်တွေကိုမြေပြင်ပေါ်မှာသူတို့ထင်ထင်ရှားရှားပြသထားတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ကဒီအဆောက်အုံတွေကိုကျွန်တော်မြင်ကြီးတက်ထဲကိုဝင်လာပါပြီအဲ့တော့ဒီမြင်ကြီးတက်ထဲမှာဆိုရင်တော့သူတို့ကဘာတွေပြထားလဲဆိုရင်သူတို့ဗီယက်နမ်စစ်ပွဲကိုဒီကမ္ဘာတော်လုံးငြိမ်းချမ်းရေးလှုပ်ရှားသူတွေနောက်ဒီစစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေလူသားချင်းစာနာထောက်ထားမှုအကူအညီပေးခဲ့တဲ့ပုံတွေကိုလည်းပြထားတယ်နောက်တစ်ခုကျတော့ဒီအခန်းမှာဆိုရင်သူတို့ဗီယက်နမ်စစ်ပွဲတော်တွင်မှာဘယ်လိုမျိုးကြမ်းတမ်းစွာဖြတ်ကျော်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးစားတောက်ခဲ့ရလဲဆိုတဲ့ဥစ္စာတွေကိုသူတို့က display လုပ်ပြထားတာဖြစ်ပါတယ်ဒီပြလိုက်ကြီးကသူတို့ဒီ Vietnam War ရဲ့ဒီဆိုချိုးတွေနောက်တစ်ခုကျတော့သူတို့အကြမ်းတမ်းစွာဖြတ်ကျော်
ကြော်ခဲ့ရတဲ့ဒီအဖြစ်မှန်တွေကို BNN ဘက်က point of view အနေနဲ့ပြသထားတဲ့ပြလိုက်တစ်ခုဖြစ်ပြီးတော့တမိုင်းဆိုင်ရာဘယ်လိုပြောမလဲထိရောက်မှုအရှိဆုံးနေရာတစ်ခုလို့ဆိုလို့ရပါတယ်နောက်ဒီပထမတက်နဲ့ဒုတိယတက်မှာပြထားတဲ့ပြကန်းတွေကအရင်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ပထမတက်မှာဆိုရင်ဒီ Agent Orange ရဲ့ဒီဆိုချိုးတွေပေါ့နော် effect တွေဒီ American ကအသုံးပြုခဲ့တဲ့ဒီ Agent Orange ဆိုတဲ့ဒီဓာတုဆေးဝါးတွေကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးခဲ့ရပုံတွေနောက်တစ်ခုကျတော့သူတို့ရဲ့ Vietnamese တွေရဲ့မျိုးဆက်ပေါင်းများစွာအထိအဲ့ဒီယောဂတွေပေါ့နော်မွေးရပါချိုးယွင်းချက်ရှိတဲ့ကလေးတွေရဲ့ယောဂတွေကိုသူတို့ဆက်လက်ခံစားခဲ့ရတဲ့အဲ့ဒီထိတ်လန့်ပွဲရတပ်ပုံတွေကိုကိုရေးမှတ်တမ်းတွေကိုသူတို့ကပြထားတယ်။နောက်ပြီးရင် second floor မှာကကြတော့ဒီစစ်ပွဲတမိုင်းဆိုင်ရာအမှန်တရားတွေပေါ့နော်ဒီစစ်ပွဲအတွင်းမှာဖြစ်ပွားခဲ့တဲ့ဒီစစ်ရာဇဝတ်မှုတွေရက်စက်ကြမ်းကြုတ်မှုတွေကိုသူတို့ကတပ်ပုံမှတ်တမ်းတွေအနေနဲ့ပြသထားတယ်။နောက်ပြီးရင်စစ်ပွဲအတွင်းမှာဒီအဖြစ်မှန်ကိုမှတ်တမ်းတင်ရတဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ဒီနိုင်ငံတကာကစစ်တည်ထောက်တွေနောက်ပြီးတပ်ပုံဆရာတွေရဲ့အမှတ်တရဓာတ်ပုံများတွေအမှတ်တရဓာတ်ပုံတွေနဲ့သူတို့ရဲ့အကြောင်းတွေကိုဂုဏ်ပြုပြသထားတာတွေလည်းတွေ့ခဲ့ရတယ်။နောက်ပြီးရင် American စစ်သားတွေက BNN အရက်သားတွေရွာသားတွေကိုသူတို့တပ်ဖြတ်ခဲ့တဲ့ Mine Line ဆိုတဲ့လူတပ်ပွဲကလူတပ်ပွဲပေါ့နော်အဲ့လိုမျိုးထင်ရှားတဲ့ဖြစ်ရပ်တွေကိုလည်းသူတို့အသေးစိတ်မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကတော့ကျွန်တော် outdoor area ကိုပြန်ရောက်သွားတာအရင်စိတ်မကောင်းစရာကောင်းတယ်သူတို့ဒီစစ်ပွဲတော်အတွင်းမှာထိမ့်သိမ်းခံခဲ့ရတယ်ပေါ့နော်နိုင်ငံရေးအကျဉ်းသားတွေကိုထိမ့်သိမ်းခံခဲ့ရတဲ့ကြားလောင်အိမ်လိုမျိုးပုံစံတူတွေကိုသူတို့လုပ်ပြထားတာရှိတယ်ဒီရဲတိုက်ပေါ့နော်ဒီအကျဉ်းသားတွေကိုချုပ်နှောင်ခဲ့တဲ့ဥစ္စာတွေကိုသူတို့ပုံစံတူပြန်ပြီးတော့ပြထားတဲ့ဥစ္စာတွေပေါ့နော်ကျွန်တော်အဆုံးထိတောင်ပတ်ပြီးတော့မကြည့်ခဲ့ဘူးစိတ်မကောင်းဘူးပေါ့နော်ဒါကခုနအတွင်းထဲကground floor မှာပေါ့နော်သူတို့ပြသထားခဲ့တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ Okay ဒီပြတိုက်ကိုကြည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်ကလေခုနက district 1မှာရှိတဲ့ဒီ independent police ရှေ့ကိုပြန်လာပြီးတော့ကျွန်တော်ကအဲ့ဒီရှေ့ကနေပြီးမှတဆင်ကျွန်တော်ပြည်내နိုင်ငံဟိုချီမင်းမြို့ရဲ့နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ဒီစာအုပ်တန်းပေါ့နော် book street ကိုကျွန်တော်လာဖြစ်ပါတယ်။အခုကတော့ကျွန်တော် book street ကိုရောက်ပါပြီ။ đi giờ nó đi luôn cái đây ra ngoài của công an phường Okay ဒီ book street မှာကျတော့ကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတဲ့အခါကျရင်ဒီစာအုပ်အယောင်ဆိုင်တွေရှိမယ်နောက်တစ်ခုကျတော့ဒီ BNN ရဲ့ဒီထုတ်ဝေလုပ်ငန်းတွေရဲ့ပြကန်းတွေကိုသူတို့အများကြီးတွေ့ရတယ်ပေါ့နော်ပြီးရင်စာအုပ်အမျိုးအစားအများကြီးရှိတယ်ဝတ္ထုကဗျာသမိုင်းသိပ္ပံနောက်တစ်ခုကျကလေးစာပေဒါတွေအကုန်လုံးတနေရာထဲမှာရရှိနိုင်တယ်ပေါ့နော်အများစုကတော့သူတို့ BNN စာပေတွေဖြစ်ပြီးတော့တချို့ဆိုင်တွေမှာကတော့အင်္ဂလိပ်စာအုပ်တွေလည်းကျွန်တော်တို့တွေ့ရပေါ့နော်အဲ့တော့ဒီနေရာမှာတစ်ခါတလေကြာရင်စာပေနဲ့ဆိုင်တဲ့အခမ်းအနားတွေစာအုပ်မိတ်ဆက်ပွဲတွေနောက်စာရေးဆရာတွေနဲ့တွေ့ဆုံပွဲတွေကိုသူတို့မကြာခဏကျင်းပလေးရှိတယ်လို့လည်းသိရတယ်ပေါ့နော်အဲ့တော့သူတို့ခုံနေတပင်နေနဲ့သူတို့ကအနားယူလို့ရအောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်အနားထိုင်ပြီးတော့ယူလို့လည်းရတယ်နောက်တစ်ခုကျတော့ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ဆိုရင်လည်းတကယ် photo spot တစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့သူကဒီဟိုချီမင်းမြို့ရဲ့သူတို့အမိုင်းဝင်အစားအောင်နေဖြစ်တဲ့ဒီ Central Post Office တို့နောက်တစ်ခုကျတော့ Notre Dame ဖျားရှိခိုးကျောင်းတို့နဲ့ကလျက်ရှိရာဖြစ်တဲ့အတွက်တခုတစ်ခါသွားစရာလည်းမလိုဘူးပေါ့နော်ဝင်ပြီးတော့ခဏလေးလမ်းလျှောက်လိုက်ရုံနဲ့အဆင်ပြေကျွန်တော်တို့တပ်ပုံရိုက်ပြီးတော့အနားယူလို့ရတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်နေရာကတော့ဒီ book street နဲ့ကလျက်ရှိတဲ့နောက်လမ်းမတစ်ခုဖြစ်တဲ့ဒီ Central Post Office ကိုကျွန်တော်ကတွားရောက်ပြီးတော့လည်းပတ်မှာဖြစ်ပါတယ်အ
ရှိမှာကတော့လမ်းမတစ်ခုဖြစ်တဲ့ Notre Dame ဘုရားကျောင်းရှိပြီမဲ့သူကrenovation လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီကိုတော့မသွားရောက်ခဲ့တော့ဘူးပေါ့နော်အဲ့တော့အခုကတော့စာတိုက်ကြီးကိုပဲကျွန်တော်ကသွားပြီးတော့explore သွားလုပ်မှာဖြစ်ပါတယ်လိုက်ခဲ့ပေးပါဦးအခုဆိုရင်ကျွန်တော်ကဒီ Central Post Office ရှိကိုရောက်ပါပြီအဲ့တော့ဒီ building ကကြတော့ပြင်သစ်ကဒီ architecture နဲ့သူ့ရဲ့တပည့်ကနေပြီးတော့ design ထုတ်ပြီးတော့1886ကနေပြီးတော့1892ခုနှစ်အတွင်း design ထုတ်ပြီးတော့တည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စာတိုက်ကြီးတွေကိုတွားကြည့်အောင်အဲ့တော့သူကလေဒီစာတိုက်ကြီးထဲမှာဆိုရင်တော့ဒီအတွင်းပိုင်းမှာဆိုရင်လေသူ့ရဲ့စီလင်တွေကအကြီးကြီးတွေပဲအရန်မိုက်တယ်နောက်တစ်ခုကျတော့သူကဒီ western ပေါ့နော်အနောက်တိုင်းယထာဘုရားပုံစံကိုသူကဒီ inspire ယူပြီးတော့သူကတိဆောက်ထားတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျတော့သူ့ရဲ့ဘေးနှစ်ဖက်ကနေရံနေပေါ်မှာသူတို့ဘာရှိလဲဆိုရင်မြေပုံတွေရှိရပေါ့နော်တမိုင်းဝင်မြေပုံတွေရှိတယ်တခုကကြတော့ဒီကြီးနှက်ဆက်သွယ်ရေး line နဲ့ပတ်သက်တဲ့မြေပုံကိုပြထားတာဖြစ်ပြီးတော့နောက်တစ်ခုကျတော့ဆိုင်ကွန်မျိုးနဲ့အနီးတစ်ဝိုက်မှာရှိတဲ့မြေပုံကိုသူတို့ထွင်းထားတာဖြစ်တယ်โอเคနောက်တစ်နေရာကတော့ကျွန်တော်landmark တစ်ခုဖြစ်တဲ့ Pink Church ပေါ့နော်ပန်းရံဖျားကျောင်းကိုကျွန်တော်တောက်ရောက်လည်းပဲမှာဖြစ်ပါတယ်ပန်းရံဖျားကျောင်း Pink Church လို့လူသိများတဲ့ဒီအဆောက်အုံရဲ့နာမည်ကတော့တင်ဖျားရှိခိုးကျောင်းဖြစ်ပါတယ်သူကဟိုချီမင်းမြို့မှာဆိုရင်ဒီ Notre Dame ပေါ့နော်ခုန Central Post Office ရဲ့ဘေးကဖျားကျောင်းပြီးရဆိုရင်ဒုတိယအကြီးဆုံးဖျားရှိခိုးကျောင်းလည်းဖြစ်ပါတယ်ဒီဖျားရှိခိုးကျောင်းကသူတို့ကဒီ Gothic style ကို inspire ယူပြီးတော့သူတို့ကတိဆောက်ထားတာပေါ့နော်အဲ့တော့အရင်ဆုံးကသူတို့ဆောက်ခဲ့တော့ကတော့ပန်းရမဟုတ်ဘူးလို့သိရတယ်ဒီ1958ခုနှစ်မှာသူတို့ပြန်လဲမွမ်းမံပြီးတဲ့အချိန်မှာကတော့အပြင်ဘက်ကိုသူတို့ဒီ Salmon Pink ဆိုတဲ့အရာကိုခြေခဲ့ပြီးတော့အတွင်းပိုင်းကိုလည်းအဲ့ဒီပန်းရကိုခြေခဲ့တယ်လို့သိရတယ်ပေါ့နော်ဒီဖျားရှိကိုကျောင်းကအပြန်မှာကတော့ကျွန်တော်ကတရုတ်တန်မှာရှိတဲ့ market တစ်ခုကိုသွားရောက်ပြီးတော့လက်ပတ်လိုက်ပါသေးတယ်။နောက်ကျွန်တော်ပြန်လာပြီးတော့ district 1မှာကျွန်တော်တွေ့တဲ့ဆိုင်တစ်ခုကိုကျွန်တော်စားလိုက်တယ်ပေါ့နော်။အမှန်တကယ်ကတော့ Michelin star ရထားတယ်ဆိုပြီးတော့စားလိုက်တာဘာမှလည်းမသိဘူး။ဘာရောက်လာလည်းမသိဘူး။ဒါပေမဲ့သူကအနည်းဆက်ဆုံးစီထမင်းနဲ့တူတယ်။ဒီ sticky rice ကိုသူကြက်ကြော်ရဲ့ကြက်သွန်နီကြော်ရဲ့နဲ့သူကစားရတာပေါ့နော်။အရင်စားလို့ကောင်းတယ်။တော်တော်လေးမိုက်ပါတယ်။သူကတော့ district 1မှာရှိပါတယ်။ပြီးရင်ကျွန်တော်ဒီ district 1မှာရှိတဲ့ Panthan market ကိုကျွန်တော်လမ်းလျှောက်ပြီးတော့လာလိုက်တယ်ပေါ့နော်။အဲ့တော့ဒီ market နဲ့ကျွန်တော်နေတဲ့ hotel နဲ့ကတော့3 to 4 minutes လောက်ပဲလမ်းလျှောက်ရမှာဖြစ်တယ်ပေါ့နော်။အရင်နီးသွားပြီ။ကျွန်တော်ဒီ market မှာ explore လုပ်ပြီးသွားတဲ့အချိန်မှာcoffee ထပ်တောက်ချင်လာတယ်ပေါ့နော်အဲ့တော့အနီးနားမှာရှိတယ်ကျွန်တော်က coffee ဆိုင်တစ်ခုကိုသွားထိုင်နေပြီးရင်နောက်တစ်နေ့ခရီးသွားချက်တစ်ခုရှိတဲ့အတွက်ကျွန်တော် hotel book နေပါတယ်ကျွန်တော်ဒီမှာတစ်ခါရေးထိုင်လုံးလိုက်တယ်ပေါ့နော်ပြီးတဲ့အချိန်ကျရင် hotel ပြန်ပြီးတော့ issue လိုက်ပါတယ်ဟိုတယ်ကနေပြီးတော့ရေမိုးချိုးပြန်ထွက်လာပြီးတော့ကျွန်တော်ဒီ City Hall နဲ့ဆိုင်ကွန် Opera House ကိုကျွန်တော်သွားလဲပြီးတော့ကျွန်တော်ရဲ့ဒီနေ့ trip လေးကိုပြီးဆုံးလိုက်ပါတယ်အဲ့တော့ဟိုချီမင်း City မှာကတော့ဒီနေ့တည်းနဲ့ကျွန်တော်ကတော့ခြေတောင်လမ်းလျှောက်လိုက်ရတယ်အဲ့တော့လမ်းလျှောက်ရှင်တဲ့သူတွေကလည်းဆိုင်ကယ်ငှားစီးပေါ့နော်ဟိုတနေရာနဲ့တနေရာကတော့သွားလို့အရန်လွယ်တယ်အနည်းငယ်နေတယ်ပေါ့နော်ကျွန်တော်ကတော့လမ်းလျှောက်ပြီးတော့ explore လုပ်ရတာပို့ကြိုက်တဲ့အတွက်ကျွန်တော်တော်တော်များများကိုလမ်းလျှောက်ပြီးတော့ explore လုပ်လိုက်ပါတယ်အဲ့တော့ဒီနေ့ရဲ့ခီးစဉ်လေးကတော့ပြီးဆုံးတော့ပါပြီကျွန်တော်နေရာအနှံ့တော်တော်များများကိုလည်းရောက်လိုက်တယ်လို့ထင်တယ်အဲ့တော့နောက်ရက်တွေမှာလည်းကျွန်တော်တခြားဘယ်နေရာတွေကိုသွားပြီးတော့ဘာတွေစားခဲ့လဲဆိုတာကိုကျွန်တော်အားလုံးနဲ့တူတူမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာအားလုံးနဲ့တူတူပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ် bye